နောက် grammar လေးကကြတော့နာငါတာရင်းနဲ့မတူညီအလုံးတစ်ခုကိုတပြိုင်နက်တည်းလုပ်တဲ့နေရာမှာသုံးတယ်မတူညီအလုံးတစ်ခုဆိုတာဘယ်လိုပြောရမလဲဆိုတော့ထမင်းစားသည်ဒီပီကြည့်သည်အဲဆိုအလုံးတစ်ခုကမတူဘူးလေအဲ့ဒါကိုတပြိုင်နက်တည်းလုပ်မယ်ဆိုတော့ထမင်းစားရင်းနဲ့ဒီပီကြည့်သည်အဲ့လိုပုံစံမျိုးမှာသုံးတယ်သူ့ကိုကြတော့ verb ကို must ဖြုတ်ပြီးတော့တွဲလိုက်ရုံပဲ kikimas must ဖြုတ် kiki နာငါတာ kikimas ဆိုနားထောင်သည်kiki နာငါတာဆိုနားထောင်ရင်းနဲ့ ready ကိုကြည့်မယ်ရှာရှင်း を見せながら説明しますအဲ့ဆို見せますပေါ့နော်見せますဆိုတာပြသသည်ဆိုတာ見せますဆို must ကိုဖြုတ်ပြီးတော့နာငါတာကပ်ပေးလိုက်တယ်ရှာရှင်း を見せながら説明しますဓာတ်ပုံကိုပြရင်းနဲ့ပေါ့နော်ပြရင်းနဲ့説明しますဆိုရှင်းပြမယ်ガムを噛みながら先生の話を聞いてはいけませんအဲ့ဆိုPK ဝါရင်းနဲ့ဆရာရဲ့စကားကိုနားထောင်လို့မရဘူးတဲ့အဲ့ဆိုရိုင်းနေလေဆရာအဖြစ်မှရှင်းပြနေစား PK ဝါနေဆိုရိုင်းနေဆိုဒါမလုပ်ရဘူးဆိုတော့တဘောပေါ့အဲ့ဆို働きながら日本語を勉強していますအလုပ်လုပ်ရင်းနဲ့ဂျပန်ဘာသာစကားကိုလေ့လာနေတယ်နောက်ကကြောင့်大学で教えながら研究していますတက္ကသိုလ်ကျောင်းမှာဒါ 教えဆိုသင်ကြားပေးနေရင်းနဲ့နော်研究していますဆိုလေ့လာနေတယ်ကဲပြန်ပြောရမယ်ဆိုရင်ဝါကဝါလုံနိုင်နဲ့မလုံနိုင်ဘူးဒါဆိုရင်နာငါရာရှင်းနဲ့မတူညီအလုံးနှစ်ခုတစ်တိုင်းနဲ့